ဒီနေ့လေးကတော့ပသိမ်ကြီးမြို့နယ်ရဲ့အရှိတ်ဘက်မှာရှိတဲ့ရငင်းအရာတွေကိုတောက်ဖို့ပေးရမယ်ငပြောသားစုအော်ဒါလေးတူပေးထားတာလေးကိုပြပေးပါအောင်မယ်ရှင်ဒါကတော့ကိုင်းထဲကနေပြီးတော့တူထားတဲ့အပင်လေးတွေကိုအိမ်မှာပြန်တည်တာလေးပါပဲရှင်အခုလိုတစ်ခေါက်ချင်းတည်ရပါတယ်ပေါ့နော်ကဲဒါကတော့မမင်းတို့သွားနေပါပြီရှင်အောင်ဝင်ယူဆိုင်ပေးရမယ်ရန်ကင်းအရာတွေကိုရောက်ရှိနေပါပြီရှင်မမင်းတို့ကတော့ပေါ့နော်ကဲရောက်တာနဲ့မမင်းတို့ကတော့လိုအပ်တာလေးတစ်ခုချင်းစီလုပ်နေရပါပြီရှင်ဒါကတော့ငပြောဆိုင်ဖို့ပေါ့နော်အတန်းကြီးအောင်လို့ပနှက်ရိုက်နေတာလေးပဲဖြစ်ပါရဲ့ရှင်ဘောတွေကိုမြေချဆိုင်တာနဲ့အသက်တစ်တွေထွက်အောင်လို့အခုလိုမျိုးခေါင်းလေးဖြတ်ပေးရပါသေးရဲ့ရှင်အခုလိုမျိုးဖြတ်ပြီးတဲ့အပင်တွေကိုလည်းစိုက်မဲ့နေရာရအောင်ပေါ့နော်မမင်းတို့ကတည်ပြီးတော့နေရာလိုက်ပေါ့နော်တန်းစီပြီးတော့ချပေးရပါသေးတယ်ရှင်ကဲအပင်တွေကိုစိုက်ပါပြီရှင်မမင်းတို့စီမှာပေါ့နော်အခုလိုမျိုးတခြားနားတဲ့လူတွေကိုပဲစိုက်ခိုင်းပါတယ်ဒါလေးကတော့စိုက်ပြီးတဲ့ငပြောသားစုပ်လေးတွေပဲဖြစ်ပါတယ်အတန်းလိုက်လေးညီညီလေးစိုက်ပေးထားပါရဲ့ပေါ့နော်ရှင်မမကအရန်လေးသဘောကောင်းပါတယ်ရှင်မမင်းတို့စားဖို့ကအေးတွေရောလက်ဖက်တုပ်တွေရောလာပြီးပို့ပေးသေးပါရဲ့ပေါ့နော်မင်းကိုယုံကြည်စွာနဲ့အားပေးတဲ့အတွက်လည်းမင်းဘက်ကလည်းအကောင်းဆုံးဝန်ဆောင်မှုတွေပေးခဲ့ပါတယ်ရှင်အပင်လေးတွေကိုလည်းတေချာလေးစိုက်ပျိုးပေးခဲ့ပါသေးရဲ့နော်ကဲမင်းတို့လည်းအလုပ်တွေပြီးစီလို့ကွယ်စားပြီးတောက်ပြီးပေါ့နော်ဒါကတော့စားကန်းတောက်ကန်းပါရှင်ကြက်ဥတငယ်ချင်းတွေနဲ့မြစ်တငယ်ချင်းတွေပါရှင်